အကိုတဲ့တခုလောက်မသိလို့မေးပြစီတဲ့ဥပိုင် G2 အကွက်ရိုက်မြေပဲမှာတဲ့လူနေလို့လူနေအိမ်ဆောက်လို့ရပါသလားတဲ့သိရင်ဖြေပေးပါနော်တဲ့နော်ကျွန်တော်တေချာလေးဖြေပေးမယ် G2 ဆိုတဲ့ဥယျာဉ်ချံမီထဲမှာ2မျိုးရှိတယ်နော်အိမ်ဆောက်လို့မရတဲ့နေရာရယ်အိမ်ဆောက်လို့ရတဲ့နေရာရယ်2မျိုးရှိတယ်အိမ်ဆောက်လို့မရတဲ့နေရာဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့တွေအခုတော့မော်ဘီဘတ်တွေမှာဆိုရင်ကြည့်လိုက်ရင်လေကွင်းလိုပုံစံမျိုးတွေ့လိမ့်မယ်လူနေအိမ်နဲ့ရက်ကွက်နဲ့မနီးတဲ့နေရာမျိုးဆိုရင်လူနေအိမ်ဆောက်လို့အဆင်မပြေဘူးအဲ့တော့အိမ်ဆောက်လို့ရတဲ့ G2 မျိုးဆိုတာကလူနေအိမ်ရက်ကွက်နဲ့ဆက်နေတဲ့နေရာမျိုးတွေဆိုရင်အိမ်ဆောက်ပြီးနေလို့ရတာရှိတယ်ရက်ကွက်ကြီးဖြစ်နေတာရှိတယ်အဲ့လိုပုံစံမျိုးတွေဒီကျွန်တော်တို့ပဲကိုးမှလည်းရှိတယ်เนาะချို့တွေဆိုရင်စလစ်ပြေတာပဲရှိတယ်ချို့ဆိုရင်အယောင်းဝယ်စာချုပ်ဆက်ဆက်ပဲရှိတယ်ဒါပေမဲ့အဲ့ဒီနေရာမှာရက်ကွက်ကြီးဖြစ်နေတယ်ဥမာပြောမယ်ဆိုရင်ကျွန်တော်မဟာစီဒီနောက်ဘက်မှာရှိတဲ့စရေကွေးတို့ဒါမျိုးတွေကအရင်တော့ဥယျာဉ်ချမ်းမြေတွေဥယျာဉ်ချမ်းမြေတွေအခုဆိုရက်ကွက်ကြီးဖြစ်နေပြီတကယ်ကိုမှစီကားတဲ့ဥမာဆိုရင်ဆိုင်နေလည်းအများကြီးပဲရှိတယ်အဲ့ဒါတော့ဥယျာဉ်ချမ်းမြေတွေကနေပြီးတော့ကျွန်တော်တို့တွေအိမ်ဆောက်နေလို့ရတယ်လူနေရက်ကွက်တွေဖြစ်ကုန်ပြီအခုဆိုရင်လက်မမေးတွေမြေတွေဆိုဈေးတောင်ကောင်းနေပြီအဲ့တော့ပြောချင်တာကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရက်ကွက်တစ်ခုနဲ့ကိုက်ညီတဲ့အရာတွေရှိမယ်ဥမာကျွန်တော်တို့တွေကျောင်းတွေနော်ကျောင်းတွေလည်းရှိမယ်ပြီးတော့ရက်ကွက်ရုံးတွေရှိမယ်တခြားခြားတော့ပေါ့နော်အရာတွေရှိမယ်ဆိုရင်ရက်ကွက်နဲ့ကိုက်ညီတဲ့အရာတွေရှိမယ်ဆိုရင်လူနေထိုင်လို့ရတယ်နော်အဲ့တော့အဲ့ဒီအရာလေးတွေကိုကြည့်မှလူနေထိုင်လို့ရမရခွဲကြပါဥမာလေကွင်းပြင်လို့ဖြစ်နေတဲ့ဟိုတိုင်လေးတွေပဲစိုက်ထားတဲ့အကွက်ရဲ့ရောင်းနေအဲ့ဒါဆိုရင်တော့အဆင်မပြေသေးဘူးအချိန်တစ်ခုစောက်အောင်မယ်အဲ့လိုမျိုးဖြစ်နေမယ်ဆိုရင်တော့တေချာရေရတဲ့မြေမျိုးကိုဝယ်ဖို့ကျွန်တော်ကအကြံပေးခြင်းတယ်နော်တကယ်လို့မှရက်ကွက်ကြီးဖြစ်နေတယ်လူနေအိမ်တွေလည်းရှိနေတယ်ဆိုရင်တော့ဝယ်လို့ရတယ်နေလို့ရတယ်အဆင်ပြေတယ်အဓိကလေမြေမဟုတ်ဘူးဝယ်လို့တာလေမြေဆိုရင်တော့အိမ်ဆောက်လို့မရဘူးเนาะဥယျာဉ်ချင်မြေဆိုတော့ရတယ်ဟုတ်ကဲ့သိကျင်တဲ့အကြောင်းအများကျွန်တော်ရဲ့ comment မှာရေးသွားနိုင်ပါတယ် Brian May ကကိုဆိုင်မှာ